အကုန်လုံး qualify ဖြစ်သွားတယ်ထင်းဆန်နကကဲမြန်မာ e-sport ပရိသတ်တွေအတွက်ဂုဏ်ယူစရာသတင်းကောင်းတစ်ခုပါပဲဒါကတော့စင်ကာပူနိုင်ငံမှာပြုလုပ်တဲ့လက်ရည်စစ်ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုထင်းဆန်နကဟာပတ်ဂျီမိုဘိုင်း MLPB နဲ့ HOK အသင်း၃သင်းစလုံးတပြိုင်နက်တည်း qualify ဖြစ်ပြီး Asian Game 2026ကိုတက်လှမ်းသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်အဲ့လိုတန်လန်းသွားတဲ့အသင်းတွေကအသေးရစရာအကောင်းဆုံးကတော့ထင်းဆန်နကရဲ့ပတ်ဂျီမိုဘိုင်းအသင်းပဲဖြစ်ပါတယ်သူတို့ဟာဆော်ဒီအာရေဗျအသင်းကိုပွဲအပိတ်အထိအထိအနေရှင်ပြိုင်ခဲ့ရပြီးနောက်ဆုံးမှာတော့တကယ့်ကိုရှင်းခုံစရာကောင်းလာတဲ့ play point 2မှတ်အသာလေးနဲ့ကတ်နိုင်ပြီးဆော်ဒီကိုအိမ်ပြန်ဖို့က qualify အရယူပေးခဲ့တာပါဒါဒီမကသေးပဲထင်းဆန်နကရဲ့ MLPB နဲ့မကြသေးမီကမှဖွဲ့စည်းထားတဲ့ HOK အသင်းတို့ကလည်းကစားကွက်တွေအသင်းအဖွဲ့စိတ်ဓာတ်တွေနဲ့အတူပြိုင်မှတ်တွေကိုအနိုင်ယူပြီးဂျပန်နိုင်ငံ Asian Game ပြိုင်ပွဲကြီးစီကိုအသီးသီးတိုင်ရနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ကဲအာရှအဆင့်ပြိုင်ပွဲကြီးမှာမြန်မာကိုဆောင်မှုဂိမ်း၃မျိုးစလုံးနဲ့တက်လှမ်းသွားတဲ့ထင်းဆန်နကအသင်းကြီးကိုပရိသတ်တို့အနေနဲ့ရောဘယ်လိုမြင်လဲဆိုတာ comment မှာပြောခဲ့ကြအောင်နော်။